ခွဲတက်သွားဖို့ပဲဖြစ်ဖြစ်ထားသွားထားလာကိုင်မှုပဲဖြစ်ဖြစ်မိန်းကလေးတိုင်းအတွက်အိတ်လှလှလေးတစ်လုံးတော့လိုဖို့လိုအပ်ပါတယ်အလှအိတ်လေးတွေကို luxury brand မှာတိုက်နှစ်သက်တဲ့သူတွေအတွက် True Luxury House ကိုသွားဖို့အကြံပေးလိုက်ပါတယ်နော်ဒီဆိုင်လေးမှာဆိုရင်လက်ကင်အိတ်လေးတွေကို brand မျိုးစုံစိတ်ကြရွေးဝယ်လို့ရပါတယ်ဒါရင်မဲလားဆိုတော့မဟုတ်သေးဘူးနော်အမျိုးသားလေးတွေအတွက်ပါခက်ခက်မျိုးစုံကိုဝယ်လို့ရပါသေးတယ်ဒါတွေအပြင်နိုင်မျိုးစုံကိုအမျိုးသမီးဝတ်အမျိုးသားဝတ်ပါစိတ်ကြရွေးဝယ်လို့ရတာဖြစ်တဲ့အတွက် True Luxury House ကိုသွားလိုက်ကြတော့နော်True Luxury House ကတော့ IT Star ရဲ့ EBS Enterprise Software ကိုရွေးချယ်အသုံးပြုထားတာပဲဖြစ်ပါတယ်True Luxury House လိုမျိုးအဝယ်အညောင်းအိမ်စံပိုင်းကနေအရှုံးမြတ်ထွက်တဲ့အထိကွန်ပျူတာ system နဲ့ထိန်းချုပ်ခြင်းနေဆိုရင်တော့ IT Star ရဲ့399815133363 399893991691နဲ့93991691ညကိုဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။